မိတ်ဆွေအတုဟာနံပါတ်1ကကိုယ့်ဘက်ကတစ်ဖက်သက်ကိုပေါင်းတဲ့ပုဂ္ဂိုလ်ထံကနေပြီးတော့ဘာဖြစ်ဖြစ်သူကရအောင်ယူတတ်တယ်နော်ဟိုကလေးတောင်းမယ်ဒါလေးတောင်းမယ်ဟိုကလေးယူမယ်ဒါလေးယူမယ်အမြဲတမ်းရအောင်ယူတတ်တယ်အဲ့ဒါကိုအညတထုဟရသူကယူသွားတာအဲ့ဒီလိုမိတ်ဆွေမျိုးကလည်းလောကမှာရှိသေးတယ်တဲ့နည်းနည်းပါးပါးလေးပေးပြီးတော့များများယူသွားတယ်ဟင်းလေးတစ်ခွက်လာပေးပြီးတော့ဆန်တစ်ပြေလောက်ယူသွားတယ်ဒါမဟုတ်ပါဘူးကိုယ်စီကများများယူသွားတယ်သူကပေးတာတော့နည်းနည်းလေးတော့ပေးအဲ့ဒီလိုပေးမှလည်းပဲများများရမှာဟုတ်အဲ့တော့အညတတုဟရလောကမှာရှိတယ်လူတွေကနည်းနည်းပေးပြီးတော့များများရအောင်ယူသွားတယ်သူကိုယ်တိုင်ဒုက္ခရောက်နေပြီဆိုလို့ရှိရင်အကူအညီရဖို့အတွက်တစ်ဖက်သားကိုသိကျိုးနွန်တယ်တစ်ဖက်သားကိုကျိုးနွန်ပြီးတော့ပေါင်းတဏှာလာအောင်ပေါင်းတတ်တယ်အညတတုဟရမိတ်ဆွေသူဒုက္ခရောက်နေတဲ့အချိန်ဆိုလို့ရှိရင်နော်အကူကြီးအားကိုးပါတယ်အမကြီးအားကိုးပါတယ်နဲ့ဟုတ်လားကြလာအောင်ပြောပြီးတော့ပေါင်းတတ်တယ်အညတတုဟရမိတ်ဆွေသူ့အကျိုးသူမျှော်ပြီးတော့အမြဲတမ်းမိတ်ဆွေပေါင်းသင်းလုပ်တတ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုအညတတုဟရမိတ်ဆွေလို့ခေါ်အဲ့ဒီမိတ်ဆွေဟာမိတ်ဆွေအတုပါတဲ့မပေါင်းနေနဲ့ဝေဝေကရှောင်ကိုယ်တိုင်လည်းအဲ့ဒါမျိုးမဖြစ်စေနဲ့လို့ဒီလိုပြောတာဗျာနောက်တစ်ခုမိတ်ဆွေကဘာလို့ဆိုလက်မပါဘူးအပြောလေးကပဲချိုးတယ်ဝစီပရမဝစီပရမဆိုတာလောကုတ်လုတ်တတ်တဲ့မိတ်ဆွေမျိုးတဲ့ဒါလောကကြီးမှာအများကြီးရှိပါတယ်သူကလောကုတ်လုတ်တာဗာနဲ့လောကုတ်လုတ်တော့ဆိုရင်အတိတ်နဲ့လောကုတ်လုတ်တယ်အနာဂတ်နဲ့လောကုတ်လုတ်တယ်ဆိုပါစို့အိမ်တိမ်သွားလဲဟာတကယ်ချင်းကွာမင်းနောက်ကျလိုက်တာကွာမနေ့ကလာရင်ငါအိမ်မှာချက်သားဟင်းချက်ထားတာအခုတော့မင်းချင်းဟင်းပဲရှိတော့မနေ့ကချက်မချက်တော့မသိဘူးမနေ့ကအဲ့ဒါချက်သားဟင်းနော်ဟိုလူကမစားရဘူးမစားရဝါကမမယ်လေဟိုမနေ့ကဟာနဲ့အခန့်လွတ်လိုက်တာပဲအဲ့ဒါတခါတလေဟိုနှစ်ကဟာနဲ့အခန့်လိုက်ငါမနေ့တုန်းကစီးပွားဖြစ်တုန်းကမင်းမလာဘူးကွာမင်းကငါမျောလိုက်တာမင်းမလာဘူးအခုတော့ငါလည်းဒုက္ခရောက်နေတယ်ကွာဟောမပေးရဘူးလေဒါပေမဲ့ဟိုလူကဝမ်းသာသွားတော့အော်ဒီကောင်ငါ့ပေါ်စေတနာရှိသားပဲလို့တော့ထင်သွားမှာပဲအဲ့ဒါမျိုးဝစီပရမလို့ခေါ်တယ်တဲ့နှုတ်တာပါတာလက်မပါဘူးအနာဂတ်နဲ့အခန့်နဲ့ဆိုတာဘာလဲအေးနောက်နှစ်ခါကျတော့မင်းလာခဲ့ဒီချိန်လာခဲ့မင်းလိုချင်တာတွေကအကုန်ရစေတယ်နောက်နှစ်ခါသွားရင်တော့ရချင်မှရမှာဒါပဲလို့နောက်နှစ်ခါနဲ့ပြောလိုက်တယ်သူကအဲ့ဒါအနာဂတ်နဲ့အခန့်တာလို့ခေါ်တယ်အဲ့ဒီလိုအနာဂတ်နဲ့အခန့်တဲ့ပုဂ္ဂိုလ်မျိုးဟာလည်းပဲမိတ်ဆွေအတုပါတဲ့အစစ်မဟုတ်ပါဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးလည်းသတိထားရမယ်နောက်ပြီးတော့အကျိုးမရှိတာနဲ့လောကုတ်လုပ်တဲ့ဟာလည်းရှိတယ်မိတ်ဆွေတငယ်ချင်းတယောက်ကိုတွေ့ပြီဆိုလို့ရှိရင်တငယ်ချင်းလာပါမင်းဝတ်ထားတဲ့အဟုတ်ကလည်းမကောင်းဘူးဒီမဲ့ငါဝတ်ထားတာလေငါလည်းဒီတစ်ထည်တည်းရှိလို့ကွာနှုတ်ဆိုမင်းငါပေးပါလေပေးတော့မပေးဘူးဟုတ်ကဲ့ငါလည်းဒီတစ်ထည်တည်းရှိလို့အနှုတ်ဆိုမင်းငါပေးပါငွေသွားချီလို့ရှိရင်ဟာငါမှဒီနေ့ကြက်နေသေးလို့ကွာနှုတ်ဆိုငါမင်းပေးပါလေဟာငါတည်းမှာကုံထဲမှာအကုန်မြုပ်နေလို့မင်းငါမပေးနိုင်သေးဘူးကွာငွေကြီးအဲ့ဒီလိုလုပ်ပြီးတော့တကယ်စိတ်အတွင်းကမပါဘူးစိတ်အတွင်းကမပါအဲ့ဒီလိုပုဂ္ဂိုလ်မျိုးမိတ်ဆွေမျိုးမိတ်ဆွေတုဝစီပရမမိတ်ဆွေလို့ခေါ်ပစ္စုပန်နဲ့ကြတော့အပြက်ကိုပြတယ်ဆိုပါစို့တကယ်ချင်းငါသွားเสียရှိလို့မင်းကားလေးခဏငါစမ်းဟာငါကမင်းရှော့သွားမကောင်းလို့ကွာဒီနေ့ဝါရှော့ပို့ရမှာတကယ်တော့ကောင်းတယ်ကောင်းရင်လည်းကောင်းနေမှာပေါ့နော်ကားကဘာဖြစ်နေလို့ခီးခွေသွားလို့မရသေးဘူးသို့မဟုတ်ငါကားဝါရှော့ထိုးထားတယ်ဟုတ်မဟုတ်ပေါ့ပစ္စုပန်မှာအပြက်ပြလိုက်တယ်လေအပြက်ပြလိုက်တဲ့အခါကျတော့မပေးရတော့ဘူးပေါ့အဲ့ဒီလိုပစ္စုပန်မှာအပြက်ပြပြီးတော့လူတစ်ဖက်သားကိုပြောတဲ့မိတ်ဆွေမျိုးပါဝစီပရမမိတ်ဆွေမျိုးဒါလောကကြီးမှာကြုံရတတ်ပါတယ်ဒါမျိုးတွေအဲ့ဒီမိတ်ဆွေကတော့မိတ်ဆွေထူပါတဲ့မိတ်ဆွေအစ်မဟုတ်ပါဘူးနောက်တစ်ခုကတော့ဘယ်တော့မဆိုအကြိုက်ကိုလိုက်ပြောတတ်တဲ့မိတ်ဆွေအကြိုက်ကိုလိုက်ပြောတတ်တယ်သူ့အကြိုက်တိုင်းလိုက်ပြောတာကောင်းတယ်လိုက်ပြောတာပဲမကောင်းတယ်လိုက်ပြောတာအဲ့ဒီမိတ်ဆွေမျိုးကလည်းမိတ်ဆွေထူပဲတဲ့မကောင်းဘူးဘယ်လိုအကြိုက်လိုက်ပြောတာတော့ဆိုလို့ရှိရင်မကောင်းတာပြောလဲအေးကောင်းတယ်ကောင်းတာပြောလဲအေးကောင်းတယ်နော်ဟိုတစ်ဖက်သားအကြိုက်ကိုလိုက်ပြောတာဘယ်တော့ဖြစ်လဲဟုတ်ကဲ့သမားပေါ့နော်ဘာဖြစ်ဖြစ် yes ပဲသူကတော့အဲ့ဒီလိုအကောင်းဘက်ကနေလိုက်ပြီးတော့ပြောအဆိုးလဲအကောင်းဘက်ကလိုက်ပြော
ဘယ်ဘက်ဖြစ်ဖြစ်အကောင်းဘက်ကနေလိုက်ပြောတယ်မကောင်းမှုတွေလုပ်မယ်ဆိုရင်လည်းဟာကောင်းတာပေါ့ကောင်းတာတွေလုပ်ရင်လည်းဟာကောင်းတာပေါ့ဘယ်ဟာပဲဖြစ်ဖြစ် तू ကြိုက်တာ तू ပြောတဲ့စကားတန်နောက်လိုက်ပြီးတော့ तू ကြိုက်လိုက်ပြောတတ်တဲ့မိတ်ဆွေမျိုးကလည်းမိတ်ဆွေကောင်းမဟုတ်ဘူးတဲ့ဒါတွေကိုလည်းလူတွေကပေါင်းသိကြတာဘာဖြစ်လို့လဲကိုယ်သဘောနဲ့အန်ချက်ဖြစ်နေတာအဲ့ဒီပုဂ္ဂိုလ်မျိုးဟာ तू ကရှေ့မှာကြတော့ချီးမွမ်းတယ်ရှေ့မှာကြတော့ချီးမွမ်းလူတွေကရှေ့ကြတော့ချီးမွမ်းကြတယ်လေဟုတ်တာပေါ့မင်းသိတော်တာဘာညာနဲ့ဆိုအဲ့ဒီလူရဲ့ထွက်သွားရောမင်းငေါ့ချင်ရတယ်ဒီကောင်ဒီတိုင်းဒီကောင်ဘယ်ဟုတ်မလဲဒါမျိုးတွေဟောနော်လူနှစ်ယောက်အတင်းပြောနေတယ်မဟုတ်လားအတင်းပြောလို့ရှိရင်သူတို့နှစ်ယောက်တွေ့တဲ့အခါမှာဒီပြင်လူတစ်ယောက်အကြောင်းပြောတာဒီပြင်လူတစ်ယောက်အကြောင်းဟာမကောင်းကြောင်းတွေပြောတော့ရင်နောက်တစ်ယောက်ကထသွားလှုပ်ရှားရှိသေးတယ်ပြန်လိုက်အောင်မယ်ဆိုကိုတစ်ယောက်ကဘာလို့မေးထိုးပြီးတော့ကြံရတယ်သူလည်းတူတူပါပဲဒီလူဟာမျိုးတွေတဲ့အဲ့ဒါမျိုးဆိုလို့ရှိရင်တော့အဲ့ဒါအနုပ္ပိယပါဏိရှေ့တော့ကောင်းတယ်၊ကွဲရကြတော့အတင်းပြောတယ်အဲ့ဒါလည်းမိတ်ဆွေကောင်းမဟုတ်ဘူးတဲ့မြတ်စွာဘုရားတတိထားမဲ့ပုဂ္ဂိုလ်မျိုးတွေပဲနောက်တစ်ခုကျတော့နံပါတ်၄ကဘာတော့ဆိုလို့ရှိရင်စီးပွားပြတ်ဖို့အတွက်မှာအပေါင်းအသင်းဖြစ်နေတဲ့ပုဂ္ဂိုလ်အပါယသဟာယဒီဥစ္စာတွေပျက်စီးဖို့အတွက်အပေါင်းအသင်းနဲ့ဘာတော့ဆိုလို့ရှိရင်ဘီယာဆိုင်သွားမယ်ဆိုခေါ်ပဲလိုက်မယ်နော်တရားပွဲဆိုင်တော့မလိုက်ဘူးဘီယာဆိုင်ဆိုလို့ရှိရင်လိုက်မယ်နော်ဘီယာဆိုင်အရက်ဆိုင်သွားမယ်လိုက်မယ်နောက်ပြီးတော့အဲ့ဒီဘက်မှာတောက်ဖို့တောက်ဖက်အဲ့ဒါအပါယသဟာယလို့ခေါ်တယ်နောက်အချိန်မတော်အချိန်တော်လမ်းလေကောင်ထွက်ပြီးတော့လဲဖို့ပတ်ဖို့ခေါ်ရင်လည်းပဲလိုက်မယ်ပဲအဲ့ဒီဘက်မှာကြာစိတ်ဝင်စားတယ်ဖះတော်ကြောင်းတဲ့ကြတော့မလိုက်ဘူးဘာဖြီသေးတို့ညာရှိသေးတို့နော်အလုတ်မအားသေးတို့အလုတ်ကတော့ဘယ်တော့မှမအားပါဘူးအလုတ်အားမဆိုရင်တော့မရှိတော့နော်အလုတ်ဆိုတာကိုအားမအားတာလေကိုအားမအားနောက်တစ်ခုကသူကဘာလုပ်တော့ဆိုပွဲလန်းသဘင်သွားကြည့်အောင်လိုက်တယ်ပွဲလန်းသဘင်သွားကြည့်အောင်ခေါ်လို့ရှင်လိုက်တယ်နောက်တစ်ခုကဘာတော့ဆိုလို့ရှင်ဘယ်နေရာသွားပြီးတော့ချဲထိုးရအောင်နှလုံးတွေထိုးအောင်ဘယ်နေရာသွားပြီးတော့ဖဲရရအောင်ဆိုလိုက်တယ်အဲ့ဒီလိုကိစ္စမျိုးမှာလိုက်လျောတဲ့အဖော်ပြုတဲ့မိတ်ဆွေမျိုးဟာအပါယသဟာယလို့ခေါ်ပါတယ်အဲ့ဒါတွေကလည်းအပေါင်းအသင်းမိတ်ဆွေအစ်စ်မဟုတ်ပါဘူးတဲ့ဒီပုဂ္ဂိုလ်တွေပေါင်းရင်းဖြင့်ပျက်စီးသွားနိုင်ပါတယ်မြတ်စွာဘုရားမပေါင်းသင်းရမယ့်မိတ်ဆွေလွတ်တော်မြတ်စွာဘုရားကမခေါ်ဘဲနဲ့အမိတ္တရန်သူလွတ်တော်သတ်မှတ်တယ်ဘာကြောင့်ရန်သူလွတ်သတ်မှတ်တော့ဆိုပျက်စီးဆုံးရှုံးမှုရဖြစ်တာဟုတ်ပထမတော့တွဲနေတာဟုတ်တယ်ရောင်ရှိသို့ပေါ့ကိုယ့်ဘဝပျက်စီးဖို့ပဲဒါတွေကတောက်ဖို့တောက်ဖဲလောင်းကစားဖို့လောင်းကစားဖဲအပြောအပသွားဖို့သွားဖဲဆိုပျက်စီးဖို့ပဲမဟုတ်လားပျက်စီးဖို့ပဲအဲ့ဒါမျိုးကိုအပါယသဟာယလို့ခေါ်တယ်အဲ့ဒီလိုမိတ်ဆွေမျိုးကလည်းလောကမှာအများကြီးအဲ့ဒါကိုမြတ်စွာဘုရားကအမိတ္တရန်သူလို့ပဲသတ်မှတ်တယ်မိတ်ဆွေလို့သတ်မှတ်ပေါင်းလိုက်တဲ့အခါကျတော့၄မျိုးမြတ်စွာဘုရားဟောထားတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုယ်တိုင်လည်းမဖြစ်သင့်ဘူးကိုပေါင်းတဲ့သင်တဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းဒါမျိုးကိုမိတ်ဆွေလို့မသတ်